FAI ကို Facebook ကနေတဆင့်စတင်တွေ့ရှိခဲ့ပြီး Senior အကိုအမတို့နဲ့အဆင့်ဆင့်ဆွေးနွေးတိုင်ပင်ခဲ့ရနေမှာအသင့်တော်ဆုံးဖြစ်ခဲ့တဲ့ကြောင့်ဒီမှာတော့ FAI ကိုရွေးချယ်ခဲ့ပါရှင်။အဲ့လိုပဲကျွန်တော်လည်းပါတဲ့အကိုဘယ်ဟာဦးစားပေးရွေးချယ်တင်လဲဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ဘာသာရပ်ကိုပို့ပြီးဦးစားပေးရွေးချယ်တင်တယ်လို့ထင်တယ်။ဒီဘာသာရပ်ကကိုတကယ်စိတ်ဝင်စားတဲ့ဘာသာရပ်ဖြစ်ဖို့လည်းလိုတယ်ပေါ့နော်။တော့ညီမကအရင်အနိကဆုံး intake ကိုအဲ့တော့ကရှောက်ရှင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ FAI agency နဲ့တေချာတိုင်ပင်ဆွေးနွေးပြီးတော့day to day use လေးတွေဆိုလို့ရှိရင်တော့ဘယ်လိုမျိုးမှာကြတော့လူငယ်တော်တော်များကအင်္ဂလိပ်စကားပြောရဲဆိုတော့လေဂျာမန်စကားတော့မလိုဘူးပေါ့ဒါပေမဲ့ day to day တက်ပို့ပြီး advance ဖြစ်တဲ့နေရာမှာသုံးမယ်ဆိုလို့ရှိရင်တော့ဂျာမန်စကားဟုတ်ပါတယ်။ကျောင်းနဲ့ဘာသာရေးမှာဘယ်အောင်ပို့ပြီးဦးစားပေးချက်တင်လဲဆိုတာတော့ကျောင်းကတော့ကောင်းမွန်တဲ့ reputation ရှိရကောင်းပေမဲ့ကိုတည်ယူမဲ့ဘာသာရေးကတော့ကိုယ့်ရဲ့နာခံလောက်ကန်နဲ့တိုက်ဆိုင်ဖို့လည်းရည်ကြည်တယ်။ကျွန်တော်တို့နဲ့ဆွေးနွေးနေဆိုရင်ကျွန်တော်တို့ experience တွေကိုပြန်ပြီး share လုပ်မယ်။နိုဝင်ဘာ22ရက်နေ့မှာပြုလုပ်တဲ့တီမီတွေလို့လည်းချွမ်းကြဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးပါ။နိုင်ငံခြားမှာပညာသင်ကြားဖို့အိမ်မက်ရှိတဲ့ကြပြီးတော့စီစဉ်ပေးထားပါတယ်ရှင်။ Entrance fees လုံးဝပေးသွင်းစရာမလိုဘဲနဲ့ register လုပ်ပြီးတာနဲ့နိုင်ငံခြားမှာပညာသင်ကြားဖို့စဉ်းစားပြင်ဆင်နေသူတိုင်းသိတို့သူများကိုလာရောက်ဆွေးနွေးကြဖို့ Real Talk with Real Student ဒီပါတီလေးကနေပြီးတော့မှဖိတ်ခေါ်လိုက်ရပါတယ်ရှင်။